ပဲဇဲသွဲခုတ်တဲ့သူအခုရင်ကျက်မှုတွေနဲ့ပါငါတကယ်လည်းမရှုပ်တော့ဘူးပျော်ရွှင်မှုထဲကလွမ်းဆိုတာမှုဖဲခွဲထုတ်ခဲ့ခုပေါင်းဖက်ဖို့စိတ်ကူးပါနဲ့လက်တွေ့မှာတော့ဝေဝါးစွာချစ်ပေမဲ့လည်းမဖြည့်ဆည်းပေးနိုင်တဲ့အနေထားပါမိကိုတစ်ခုမင်းမဲ့ငါဘက်ကနေဝေပြီးဖြေမလားကွာမင်းဆိုင်တဲ့ပုံဆိုင်လက်ထဲရှိတာငွေ900ဟာဆက်လုံးမှနဲ့ဘွားကဒါထက်ရှုပ်တာနဲ့ငါအနားမှာမပေါ်ရပါဘူးကွာငါလက်ဖြုတ်ပါမယ်အဆုံးတန်နေရာထဲမှာပြုံးပြန်ကတဲ့ရှုံးမတန်ကလည်းအရာရာစင်ပြေစေဖို့ငါပဲမုန်းခံပါမယ်စီတနာနဲ့ငါအမှားသားပဲပြန်စိုးပါနဲ့အတ္တကိုရှင်းတဲ့တင်ပြီးငါနာဖက်ပြန်ရှုံးပါပဲကောင်းစီခြင်းနဲ့စိတ်နဲ့ပါကဘာချတဲ့တိုင်မုန်းပါနဲ့မင်းတို့စတောင်းကြုံကလွဲပြီးငါဘာများတတ်နိုင်ဖို့မှနဲ့အဲ့ချိန်မှာငါဘဝကတီးဆောက်တဲ့ချိန်ကိုရန်လွှမ်းပြီးပါတဲ့မိုးတွေတီးတောက်တဲ့ချိန်ဆိုမင်းယူတာရွှဲစုကလည်းပြိုလာခဲ့လို့အဲ့ဒါတော့ငါတဲ့စကားပြေလို့ပါပဲရှောင်းကြောမကြိုက်ပါဘူးပွဲရမှာတော့ခိုးကြည့်မဲ့ကြောင်ဖြူစင်နေတဲ့မိန်းကလေးကိုကာလာဆုံးအောင်ဆိုးမိတဲ့ရှောင်းငါအဖြစ်ကလွေခေါင်းခေါင်းမှာမိုးမိတဲ့ကောင်မင်းရဲ့ရှင်ဘက်သေးကနေရဘူးဟာကိုရှိတာလဲမမေးနဲ့ချားစီပဲသူ့စရာကိုမရှိလာခဲ့ရဖြစ်တိုင်းနဲ့နောက်နေကြပါခုတစ်ခါဆိုပြီးတာပဲမင်းရဲ့မျက်လုံးလေးကိုကြည့်ပြီးငါဖြူနာမှုကြီးလာတယ်တန်းခွဲဝမ်းနဲ့ဖြစ်တွေ့စမ်းကျဲမင်းရဲ့တန်းနဲ့ရောက်တော့မျက်ရည်စမ်းနဲ့လက်ရှိကမ်းမဲ့ပုံရိပ်တင်ပြီးဖန်တယ်မလွမ်းနဲ့ကိုင်ကပူတဲ့မပြပစ္စည်းတွေပဲဖက်၍နန်းစင်ရန်ညိုးပုံးမဲ့ဒီကောင်းတိုင်းပြန်လို့ပြုံးရမသိတန်လို့မုန်းခက်ပြီးငါမှတကယ်အမှန်ကိုရှုံးချက်ရှိလက်ခွဲပူတဲ့ရီးစားတိုင်းကိုပြန်လို့ဆုံးပြန်ချီစီးစင်းတဲ့ရှိထပ်ပြန်ပြီးဆိုင်ကိုထုံးစံရှိပြန်လာမယ်ဆိုဒီပြောချူစရာပန်းတွေပါတယ်ခုချိန်တီးရရကြည့်ပြောလို့လားနန်းတွေကနဲ့အိမ်မက်ထဲမှာအိမ်မောလို့ပါလမ်းချွေတာပဲဝေခံပါတယ်ကွာခုချိန်စိတ်ရောမှုပါလွမ်းနေပါတယ်